ကျွန်တော်ပတ်ကြည့်ဗီဒီယိုတွေကိုဖန်တီးတဲ့နေရာမှာအရင်အလောက်စိတ်အားထက်သန်မှုမရှိတော့ဘူးဗျာ။ဘာဖြစ်လို့လဲဆိုရင်တချို့ဂိမ်းတွေဆိုရင်သူတို့သတ်မှတ်ထားတဲ့ live view အရေးအတွက်တွေပြေးခဲ့လို့ဆိုလို့ရင်သူတို့အတွက်ခံစား권ပေါ့နော်။ဂိမ်းထဲကအသုံးပြုလို့ရတဲ့စကင်ဒါမှမဟုတ်တစ်ခုခုပေါ့နော်ကိုယ့်အတွက်အကျိုးရှိမဲ့အရာတွေပြန်ပေးလိမ့်ရှိရဗျာ။ဒီလိုစကားမျိုးပြောလို့မင်းကပတ်ကြည့်စော်ပြီးတော့ချမ်းသာခြင်းနေလားလို့မေးချင်တဲ့လူတွေရှိကောင်းရှိမယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ပြောချင်တာအဲ့လိုမဟုတ်ဘူးဗျာ။တချို့ brother တွေဆိုရင်စကင်အရန်ကောင်းတယ်ဗျာ။ပြီးတော့သူတို့ဗီဒီယိုတွေမှာဆိုရင် like တွေ view တွေအများများတယ်ဒါပေမဲ့သူတို့ကြည့်လို့ဆိုလို့ရှိရင်ဗျာစကင်တွေကအရင်မရှိဘူးဗျာအဲ့လို normal စကင်ပေါ့တာမန်စကင်နဲ့ပြည့်နေတဲ့လူတွေကျွန်တော်အများကြီးတွေ့ဗျာအဲ့လိုလူတွေတွေ့တော့ကျွန်တော်ရင်းနှမကောင်းဘူးဗျာသူတို့တွေကဝယ်ဆော့ကောင်းဝယ်ဆော့နိုင်မယ်ဗျာဒါပေမဲ့ကိုယ့်ရဲ့စူးစမ်းမှုနဲ့ထိုက်တန်တဲ့အရာတစ်ခုလောက်တော့ကိုဆော့နေတဲ့ဂိမ်းရပြန်ရခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့တိုင်းမတိဝမ်းသာဖြစ်မိမှာပါနောက်ပြီးတော့ကျွန်တော်တို့လိုစူးစမ်းခြင်းနဲ့ညီငယ်ညီမလေးတွေလည်းကျွန်တော်တို့ထွက်ပေါ်လာမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့နားမှာတယောက်လည်းရှိနေခဲ့တဲ့အချိန်တွေတယောက်လည်းဖြစ်နေခဲ့တဲ့အချိန်တွေနားမှာကျွန်တော်တို့ကိုအမြဲတမ်းတူရှိပေးခင်တဲ့ပတ်ကြည့်မိုဘိုင်းကိုတော့ကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်Oh